title တစ်ခုကိုကျွန်တော်တို့လေ့လာကြမယ်ကျမ်းစာထဲမှာတော့ဟိုတစ်ဖြတ်ဒီတစ်ဖြတ်ရေလို့ဖော်ပြထားတာတော့မဟုတ်ပါဘူးသို့တော်ပဲလေကျွန်တော်တို့ခရစ်ယာန်ယုံကြည်သူတွေထာဝရအသက်ရလာတော်သူတွေဟာထာဝရမိမိရဲ့ထာဝရအသက်ကိုစောင့်ရှောက်ဖို့ရန်ကျွန်တော်တို့မှာအရေးကြီးတဲ့အရာတစ်ခုလိုအပ်တယ်အဲ့ဒါပါလဲဆိုတော့နေ့စဉ်အသက်တာမှာယုံကြည်ခြင်းခိုင်ခန့်တယ်တိုးပွားတဲ့အသက်တာဖြစ်ဖို့လိုတယ်ထာဝရအသက်ကိုစောင့်ရှောက်တဲ့အခါမှာကျွန်တော်ဒီနေ့များစွာသောအမှုရာတွေကိုသင်ကြရတယ်နော်ဥပမာကျမ်းစာဖတ်ရမယ်ဆုတောင်းရမယ်ပေးကမ်းခြင်းရှိရမယ်မိတ္တဟာယရှိရမယ်အဲ့ဒါတွေကနီးနာတွေပဲဖြစ်တယ်လောက်တဲ့နီးနာတွေပေါ့တကယ်အမြင့်ကတော့ဗာလဲဆိုတော့ကျွန်တော်တို့ထာဝရအသက်ကိုစောင့်ရှောက်ခြင်းနဲ့ခရစ်ယာန်အသက်တာဟာဘာဖြစ်ရမလဲလို့ပြောရင်ယုံကြည်ခြင်းနေ့တိုင်းတိုးပွားနေဖို့လိုတယ်ခိုင်ခန့်ဖို့လိုတယ်ကြောက်ဆောင်ကဲ့သို့ဖြစ်ရမယ်ယုံကြည်ခြင်းရွေ့ရော်ဖောက်ပြန်တဲ့ခရစ်ယာန်မှာသူ့အသက်တာကိုသူမဆောင်ရှောက်နိုင်သူများကိုမပြောနဲ့သူ့အသက်တာကိုတော့မဆောင်ရှောက်နိုင်ဘူးဒါလေးကိုကျွန်တော်တို့နားလည်ရမယ်ဆိုတော့ဒီနေ့ကမ္ဘာနိုင်ငံသတင်းအရရက်ကိုကျွန်တော်တို့ကြားလိုက်တဲ့အခါမှာကောင်းသောသတင်းနဲ့ဆိုးသောသတင်းဘာကများတယ်လဲဆိုးသောသတင်းများတယ်အဲ့ဒါတကယ်တော့လူတွေကကိုယ့်ကိုထိမှသတိထားလိုက်လို့သိတာတကယ်တော့အဲ့ဆိုးသောသတင်းတွေကအခုမှပေါ်လာလားအရင်ထဲကလားဟိုးအရင်ထဲကကဘာတီသည့်ကာလမှစ၍ဘုရားသခင်ကိုအာရန်ဟာပြစ်မှားပြီးနောက်တောက်လျှောက်ကြုံရတာအကုန်လုံးလူတွေရဲ့ညီးတွားခြင်းဟာအဲ့ဒီနေ့ကနေစတာကြောက်ရွံ့ခြင်းဟာအဲ့ဒီနေ့ကနေစတာလောကီသားတွေကတော့နားမလဲဘူးပေါ့နော်လူတွေဟာကြောက်ရွံ့ခြင်းတုန်လှုပ်ခြင်းအပြစ်ကြောင့်ဖြစ်တည်လာတဲ့နော်ကြောက်ရွံ့တုန်လှုပ်ခြင်းစိုးရိမ်ခြင်းဟာဟုတ်ကဘာတီသည့်ကာလမှာစပြီဘုရားကိုပြစ်မှားပြီးသည့်ကာလမှာစပြီဖြစ်တာအခုချိန်ထိတိုင်အောင်နောက်လဲကြုံမလားကြုံပါကျိန်တာမဟုတ်ဘူးကဘာကြီးဟာအဲ့တိုင်းကိုသွားနေတာသိပ္ပံပညာအားဖြင့်ကဘာကြီးဟာတဲ့နှစ်သန်းပေါင်းဘီလီယံနဲ့ချီပြီးခရီးသွားပြီးတဲ့ကျွန်တော်တို့ခုနေတဲ့ကဘာကြီးကအောင်စရာအခုကျွန်တော်တို့ကဘာကြီးကရက်နေတာလားလဲနေတာလားလဲနေတာ23နှစ်ပိုင်းတစ်ပိုင်းဒီဂရီပါလို့လေတိန်းဆောင်ပြီးတော့လဲနေတယ်တဲ့သိပ္ပံပညာအားဖြင့်မြင်နိုင်တဲ့ဟာကိုပြောတယ်နော်ပြီးတော့ကဘာကြီးကအဲ့လဲနေလျက်နဲ့ရက်နေတာမဟုတ်ဘူးဘာလို့နေရလဲMilky Way Galaxy လို့ခေါ်တဲ့ Galaxy ကြီးထဲမှာစကြဝဠာကြီးထဲမှာဘာလို့လဲခရီးသွားနေတာအရှင်ရလည်းမနေဘူးအခုကျွန်တော်တို့ကားမောင်းတာတနာရီမိုင်85ဆိုတော်တော်မြန်ပြီလားတော်တော်မြန်ပြီအဲ့ဒီ85 6ဆပေါ့တနာရီကိုတစ်စက္ကန့်ကိုကီလို600နှုန်းနဲ့သွားနေတာတားမြန်လားဒါပေမဲ့ကျွန်တော်တို့မှာဘာမှမခံစားဘူးနော်နောက်ကဘာကြီးကဒီလူတွေကိုတင်ပြီးတော့ခရီးသွားနေတာဘယ်ကိုသွားနေတာလဲအောင်စရာသိပ္ပံပညာအားဖြင့်ကျင့်တော့အဲ့ဒီ Milky Way Galaxy ကြီးထဲမှာကဘာကြီးကခရီးသွားနေတာနေကလည်းရက်နေတာလားခရီးသွားနေတာလားသွားနေဘာနဲ့မှမတိုက်မမိပဲနဲ့သွားနေတာအောင်စရာယုံကြည်ခြင်းနဲ့ကြည့်ရင်တော့အဲ့ဒါတွေအားလုံးဘယ်သူစီစဉ်ထားတာလဲဘုရားစီစဉ်ထားတာလူတွေကတော့ကျွန်တော်တို့ကိုဘာလုပ်မလဲအယူလို့ပြောလိုက်မယ်ဘာတွေပြောနေတာလဲကွာလို့ထင်လိုက်မယ်သို့သောဖန်ဆင်းရှင်ကိုယုံကြည်သောသူတို့အဖို့ဖန်ဆင်းသမျှသောအရာတွေဟာလက်တော်နဲ့ဖြစ်တယ်လို့ယုံကြည်သောသူတို့အဖို့တော့ဒါတွေဟာအောစရာထူးခြားစရာဖြစ်တယ်။ကောင်းပြီကျမ်းစာထဲမှာကျွန်တော်တို့ဖခင်သခင်ရဲ့တရားစီရင်ခြင်းအကြောင်းကိုလေ့လာဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့လူတွေကကျွန်တော်တို့ဖခင်သခင်ကိုအပြစ်လုပ်ပြီးထဲကတယောက်လောက်ကုညီပြီးဖြေပေးပါလားအရေးကြီးလို့ထင်တယ်ကျွန်တော်ဖြစ်တယ်လို့နော်
ဖျားသခင်ကိုပြစ်မှားပြီးတဲ့အခါမှာပြစ်မှားခြင်းကြောင့်နောက်ဆက်တွဲအမှုအရာတစ်ခုရောက်တယ်အဲ့ဒါပါလဲဆိုဖျားရဲ့တရားစီရင်ခြင်းပဲနော်ကဲကောင်းပြီအဲ့ဒါကိုကျွန်တော်တို့သိဖို့ရန်အရင်ကျမ်းစာကိုသွားဖတ်ရအောင်အဲ့ဒါပါလဲဆိုတော့စာလံကျမ်း45ခုမြောက်သောစာလံမှာဟုတ်ကဲ့အငယ်6ပါ45အငယ်6ပါအိုဖျားသခင်ကိုရောဤပလင်သည်နေဆထာဝရပလင်ဖြစ်ပါ၏ကိုရောဤနိုင်ငံသည်တရားသဖြင့်စီရင်သောနိုင်ငံဖြစ်ပါ၏ဖျားသခင်ရဲ့နိုင်ငံဟာဘယ်လိုနိုင်ငံလဲတရားသဖြင့်စီရင်သောနိုင်ငံဒါကြောင့်ကျွန်တော်တို့နှစ်ချင်းတွေပဲဖြစ်ဖြစ်တချို့ခရစ်ယာန်ယုံကြည်သူတွေပထနာတော်ကိုရွတ်တဲ့အခါမှာပထမဦးဆုံးကပါလေနိုင်ငံတော်တည်ထောင်ပါစေတော့ဘုရားသခင်ရဲ့နိုင်ငံတော်ဟာဘယ်လိုနိုင်ငံလဲတရားသဖြင့်စီရင်သောနိုင်ငံဒါကြောင့်လူတွေဟာဘုရားသခင်နိုင်ငံတော်ထဲကိုဝင်စားခြင်းနဲ့ဆိုရင်ဖြောင့်မတ်တော်သူသားလည်းမလုပ်လဲဝင်စားရဒါကြောင့်ခရစ်တော်ကတနည်းအားမှာနိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားတော်ကိုရှေ့ဦးစွာရှာပါလို့ပြောတာနိုင်ငံတော်ကိုဝင်စားခြင်းတဲ့သူဟာဖြောင့်မတ်ခြင်းတရားတော်ကိုဘာလုပ်ရမလဲရှေ့ဦးစွာရှာရနောက်တနည်းအားမှာလည်းပြောတယ်မင်းတို့ဒုတိယမွေးခြင်းမခံရင်ကောင်းကင်နိုင်ငံတော်ကိုမဝင်အောင်ဒါတွေအားလုံးကတစ်ခုနဲ့တစ်ခုဘာလို့လဲဆက်ဆက်ဒါကြောင့်ဒုတိယမွေးခြင်းပင်လျင်ဘာလို့ချင်းခံရတာလဲတရားစီရင်ခြင်းခံရခြင်းရဲ့အကြောင်းပဲဒုတိယမွေးခြင်းဆိုတာဘယ်လိုတရားစီရင်လိုက်တာလဲကျွန်တော်တို့ရဲ့ပထမလူဟောင်းကိုတပ်ပလိုက်တယ်ဘာနဲ့တပ်လဲယုံကြည်ခြင်းနဲ့တပ်ပလိုက်တယ်သဘောပေါက်တယ်နော်အဲ့ဒါဖယားကစီစဉ်ထားတယ်အဲ့ဒါမကြခင်မှာနောက်တစ်ပတ်နှစ်ပတ်လောက်ဆိုအဲ့ကိုရောက်သွားမယ်ကဲကောင်းပြီဆိုဖယားသခင်ရဲ့တရားစီရင်ခြင်းအကြောင်းကိုကျွန်တော်တို့လေ့လာတဲ့အခါမှာကာလ3ပါးကိုပြောရမယ်တေချာနားထောင်ကြနော်ဖယားသခင်ရဲ့တရားစီရင်ခြင်းလို့ပြောလိုက်ရင်ကာလ3ပါးနံပါတ်1ကစီရင်ခဲ့ပြီးသောအမှုများရှိတယ်နော်စီရင်ဘူးသောအမှုများကိုလေ့လာတဲ့အခါမှာကျွန်တော်တို့ဘာကြောင့်လေ့လာကြဘုရားသခင်စီရင်ခဲ့ပြီးသောအမှုတွေကိုဘာကြောင့်လေ့လာလဲလို့ပြောရင်နောင်ကာလမှာလာသောအရာတွေမဖြစ်ခင်မှာကျွန်တော်တို့ပြင်ဆင်ဖို့ဒါကြောင့်ဘုရားသခင်ရဲ့တရားစီရင်ခဲ့ပြီးသမျှကိုလေ့လာဖို့လိုအပ်တယ်နောက်ဒုတိယတစ်ခုကတော့စီရင်နေစေအရာတွေအဲ့ဒါကိုကျွန်တော်တို့လေ့လာရမယ်ပြီးတော့မှနောင်ကာလမှာတရားစီရင်ခြင်းအမှုကိုပြုအောင်မဲ့အရာတွေကိုလည်းကျွန်တော်တို့လေ့လာဖို့လိုအပ်တယ်အဲ့ဒါတွေအားလုံးဟာဘုရားဘုန်းတော်ထင်ရှားဖို့ဖြစ်တယ်ကောင်းပြီနောက်ထပ်ကျမ်းချက်တစ်ခုကိုဒီလိုဖတ်ရအောင်ယောမဩဝါဒစာယောမဩဝါဒစာအခန်းကြီး8အငယ်1မှာကျွန်တော်တော့ကလိုက်ဖတ်လိုတဲ့နေရာလေးပဲဖတ်မယ်နော်ဖယားသခင်ကယ်လွတ်တော်မူသောကြောင့်အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏အလေယာဟာကိုခဏလောက်ဖြတ်လိုက်နော်ကျွန်တော်တို့ကပြန်လိုက်ဖတ်အောင်ဖယားသခင်ကယ်လွတ်တော်မူသောကြောင့်ယေရှုခရစ်၌တည်၍အပြစ်စီရင်ခြင်းနှင့်လွတ်ကြ၏ဒါကြောင့်ခရစ်တော်၌တည်တဲ့သူကဘယ်ကလွတ်လဲစီရင်ခြင်းကလွတ်တယ်သဘောကျသွားကျွန်တော်တို့ခရစ်ယာန်ဖြစ်တာဖခင်เจ้าမှန်တာနေ့စဉ်ဆုတောင်းတယ်လို့မပြောဘူးအဲ့ဒါတွေလိုအပ်တယ်အဲ့ဒါတွေက daily life
အဲ့ဒါတွေကိုလည်းကျွန်တော်တီးခြားပြန်ပြောမယ်နောက်ကာလမှာမကြမမြင့်မီမှာခရိယန်တယောက်ဖြစ်လာရင်ဖခင်เจ้าပုံမှန်သွားဖို့လိုသလားလိုတယ်အဲ့ဒါဟာသင်ဖခင်ကိုချစ်ကြောင်းပြတဲ့အရာတွေများစွာတွေကတစ်ခုဖြစ်တယ်ဖခင်เจ้าသွားရတယ်ဆိုတာငါတို့ဖခင်ကိုချစ်တယ်ဖခင်နဲ့ပတ်သက်တဲ့အမှုမှာတန်ဖိုးထားတယ်ဆိုတာကိုပြတာဖခင်เจ้าသွားရတယ်ဆိုတာအပျော်ပါသွားတာမဟုတ်နော်အရင်နဲ့နေတယ်ဖခင်ခရိယန်တယောက်ဖခင်เจ้าသွားတယ်ဆိုတဲ့အမှုတွေနည်းနည်းသောအရာဖြစ်တယ်ဒါပေမဲ့လူတွေကအဲ့ဒါကိုအစင်အလာလို့မှတ်လာတော့တာပဲနော်ကောင်းပြီဒါကြောင့်ဒီမှာဒီကျမ်းစာအရာဆိုရင်ဖခင်သခင်ကိုကယ်လွတ်တော်မူသောကြောင့်အပြစ်စီရင်ခြင်းတွေဘာလို့လဲလွတ်ကြ၏နောက်တနည်းအားကိုလည်းကျွန်တော်တို့ဖတ်ရအောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး3အခန်းကြီး3အငယ်ဆက်ခေါ်မှာဖတ်ကြစို့လောကီသားတို့အားအပြစ်စီရင်ခြင်းငှာဖျားသခင်သည်သားတော်ကိုဤလောကသို့စေလွှတ်တော်မူသည်မဟုတ်ဒါဆိုရင်ဖျားသခင်ဟာလောကနဲ့လောကီသားတွေအပေါ်မှာအပြစ်စီရင်ခြင်းသလားမစီရင်ခြင်းမို့ဒါကြောင့်သားတော်ကိုလွှတ်တယ်ဆက်ဖတ်ရအောင်လောကီသားတို့သည်ကိုရောအားဖြင့်ကဲတင်ခြင်းသို့ရောက်မည်အကြောင်းစေလွှတ်တော်မူ၏ဘဝမှာငါအတွက်ကဲတင်ပေးမဲ့သူရှိရင်ကောင်းပါပဲလိုချင်တယ်လို့စိတ်ထဲမှာပြဋ္ဌာန်းသောသူတိုင်းအတွက်ဘာရှိလဲကဲတင်ရှင်ရှိတယ်ထို့သူကဘာတူလဲယေရှုခရစ်တော်ပဲအခြေအနေမျိုးစုံကယုံရင်မယုံရင်တော့ဘာတွေလာပြောနေတာလဲကွာလို့ထင်ရမယ်မယုံတဲ့သူဖို့မယုံတဲ့သူကတော့ယုံပါလို့အတင်းလုပ်လို့မရဘူးလေနော်ယုံခြင်းဆိုတာကိုယ့်ရဲ့အော်တပစိတ်ကနေလာတယ်ယုံနေဆိုတာဘာလဲကျွန်တော်တစ်ချိန်လုံးပြောတယ်ယုံနေဆိုတာဘာလဲစိတ်ချတာပါပဲစိတ်ချပလိုက်မမိုင်ကဦးငိုင်းကိုယုံနေဆိုတာဦးငိုင်းကိုဘာလုပ်လားစိတ်ချလိုက်တာပါဟုတ်တယ်ကိုဟောကမနှင်းကိုယုံတယ်ကျွန်တော်မိန်းမကိုကျွန်တော်မိန်းမရဲ့ကိုချင်းတရားကိုကျွန်တော်ယုံတယ်လို့ပြောလိုက်တဲ့အတိတ်ပဲကကျွန်တော်မိန်းမကိုကျွန်တော်ဘာလုပ်လဲစိတ်ချတယ်ဘယ်တော့မှမဖောက်ပြန်ဘူးအဲ့ဒါနဲ့ဆက်ဖတ်ရင်လောကီသားတို့သည်ကိုရောအဖင်ကယ်တင်ခြင်းသို့ရောက်မည်အကြောင်းစေလွှတ်တော်မူ၏ဖတ်ရအောင်သားတော်ကိုယုံကြည်သောသူသည်အပြစ်စီရင်ခြင်းကိုမခံရဒါဆိုရင်အပြစ်စီရင်ခြင်းကနေလွတ်ချင်ရင်နီးလန်းကတစ်ခုပဲပါလဲဘယ်သူကိုယုံရမလဲသားတော်ကိုလူချင်းမဟုတ်တော့သဘောပေါက်တယ်နော်ပြီးတော့မှဆက်ဖတ်ရင်မယုံကြည်သောသူမူကားဖျားသခင်၌တပါးသီးသောသားတော်ကိုမယုံကြည်သောကြောင့်ယခုပင်အပြစ်စီရင်ခြင်းကိုခံရ။ဒါဆိုရင်ကျွန်တော်တို့ယုံကြည်သောသူတွေရဲ့ခရိယန်အသက်တာကနေပြီးတော့မှလောကီသားတွေကိုကြည့်လိုက်တဲ့အခါမှာခရစ်တော်ကိုမယုံတဲ့သူတိုင်းဟာယခုပင်ဘာခံရလဲ။ပြစ်စီရင်ခြင်းခံရ။အားတော့နာတယ်ပြောရတာ။သို့သောကျမ်းစာလာသည့်အတိုင်းဟုတ်မှန်တယ်။ဒါသစ္စာစကားဖြစ်တယ်။အကျွမ်းမဲ့ခံယူအပ်တဲ့စကားလည်းဖြစ်တယ်ကျွန်တော်တို့သားလေးတွေသမီးလေးတွေဒီနေ့ခရစ်တော်ကိုမယုံရင်ဘာခံနေရတာလဲအပြစ်စီရင်ခြင်းကိုယခုပင်ခံနေရဒါကြောင့်ဒီတစ်ပတ်ကစပြီးတော့ဘုရားသခင်ရဲ့တရားစီရင်ခြင်းများအကြောင်းကိုသင်ယူတဲ့အခါမှာဒီအခြေခံတွေကနေကျွန်တော်တို့သင်ယူစေခြင်းတယ်ဘာကြောင့်လောကီသားတွေကအပြစ်စီရင်ခြင်းကိုခံရလဲဆိုတော့အငယ်16မှာဆက်ဖတ်ကြည့်အပြစ်စီရင်ခြင်းကိုခံရကြောင်းကအလင်းသည်ဤလောကသို့ဝင်၍လူတို့သည်မကောင်းသောအကျင့်ကိုကျင့်သောကြောင့်အလင်းထဲမောင်မိုက်ကိုတာ၍နှစ်သက်ကြ၏လူတွေကဖယားနဲ့လောကဘာကိုပိုကြိုက်လဲလောကဘာကြောင့်လောကကိုကြိုက်တာလဲဒီကျမ်းစာအရဆိုရင်သူတို့ဟာဘယ်လိုအကျင့်ကိုကျင့်တာလဲမကောင်းသောအကျင့်ဖောက်ပြန်တတ်သောအကျင့်အဲ့ဒီအကျင့်ကိုကျင့်သောကြောင့်ဖယားထက်ဖယားမဟုတ်တဲ့အရာတွေကိုပို၍ဘာလုပ်ကြလဲနှစ်သက်ကြတယ်အဲ့ဒါမထူးဆန်းဘူး
ဒါကြောင့်ဖယားအမြင်တိုင်းမြင်သွားရင်လူတွေကဖယားနဲ့ပတ်သက်တဲ့အရာကိုမကြိုက်တာခင်ဗျားတို့လက်ခံနိုင်လာတယ်သဘောကျရနော်ကဲကောင်းပြီဒါဆိုရင်ကျမ်းစာထဲမှာဖယားသခင်တရားစီရင်တော်မူခဲ့တဲ့အမျိုးမျိုးရှိတယ်တရားစီရင်ခဲ့ပြီးသမျှတွေရှိတယ်အဲ့ဒါကိုတစ်ခုချင်းစီဒီနေ့ပြီးသလောက်စလေ့လာရအောင်ပထမတစ်ခုကဘာလဲဆိုတော့အာရန်နဲ့ဧဝပေါ်မှာဘုရားသခင်တရားစီရင်တယ်အဲ့ဒါကိုကျွန်တော်တို့သွားကြည့်ရအောင်နော်ကမ္ဘာဦးကျမ်းမှာကမ္ဘာဦးကျမ်းမှာအခန်းကြီး1အငယ်15မှာဖတ်ကြစို့ထိုအခါထာဝရအရှင်ဘုရားသခင်သည်လူကိုယူ၍အေဒင်ဥယျာဉ်ကိုပြုစုစောင့်ရှောက်စေခြင်းကထားတော်မူဘုရားကလူကိုဖန်ဆင်းပြီးတဲ့အခါမှာအလုပ်ပေးသလားပေးတယ်နော်ဒီနေ့လဲကျွန်တော်တို့ခရိယန်တွေဖြစ်လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်တို့ကိုအလုပ်ပေးထားသလားပေးထားတယ်လင်ဟာလင်အလုပ်လုပ်ရမယ်လေဖခင်ဟာဖခင်အလုပ်လုပ်ရမယ်မိခင်ဟာမိခင်အလုပ်လုပ်ရမယ်မယားဟာမယားအလုပ်လုပ်ရမယ်သင်းအုပ်ဟာသင်းအုပ်အလုပ်လုပ်ရမယ်တော့ကြနော်ပြီးတော့မှကြည့်ဆက်ဖတ်ရင်ထာဝရအရှင်ဘုရားသခင်ကလည်းကောင်းမကောင်းကိုတည်ကျွမ်းရာအပင်မှတပါထိုဥယျာဉ်၌ရှိသမျှသောအပင်တို့၏အသီးကိုတင်သည်စားရသောအခွင့်ရှိ၏ပြည့်ညက်စီကံ discipline ထုတ်လိုက်တယ်ဒါကြောင့်တချို့ကအခုတချို့အိမ်တွေမှာကျွန်တော်တွေ့တယ်လေစီကံအစမိဘကတဲ့မှန်သလားအဲ့စကားမှန်သလားစီကံအစမိဘကတဲ့မှန်သလားမှန်တယ်ဗျာအတွက်ဆိုရင်လေလူအမြင်နဲ့ကြည့်ဒါကျွန်တော်ဖယားအမြင်နဲ့ကြည့်ရင်စီကံအစဘဲကလာလဲဖယားဒါပထမဦးဆုံးစီကံပဲကဘာမြေကြီးပေါ်မှာပထမဦးဆုံးစီကံထုတ်တာဘာလို့လဲဖယားတွေ့ရလားဘယ်လိုထုတ်တာလဲကောင်းကောင်းသိကျွမ်းရအပင်ကနေလွဲပြီးတော့မင်းတို့ရှိသမျှသောအပင်တို့ရဲ့အသီးကိုမင်းတို့ဘာလုပ်လဲစားရသောအခွင့်ရှိတယ်စီကံကိုလိုက်နာနိုင်တဲ့စီကံကိုထုတ်တာလားမလိုက်နာနိုင်တဲ့စီကံကိုထုတ်တာလားအဲ့ဒါကြောင့်အိမ်ထဲမှာလဲသားသမီးတွေကိုအိမ်တွင်းစီကံဆိုတာကိုယ်တိုင်ရောသူတစ်ပါးလိုက်နာနိုင်တဲ့စီကံထုတ်ဖို့လိုတာအခုမြန်မာနိုင်ငံမှာငလင်ဖြစ်တော့မန္တလေးဖက်မှာကာဖျူးဆိုတာသိရနော်ကာဖျူးဆိုတာဘာလဲစေအုပ်ချုပ်ရေးဟုတ်တယ်မလားကြေညာတဲ့အချိန်ဟုတ်သလားမဟုတ်ဘူးလားမဟုတ်နေရောညရောပြီးနေအဆောက်အုံတွေထဲမှာပြီးနေတဲ့သူတွေကိုဘာလို့တင်တာလဲညီကောင်မတို့နည်းနည်းလေးဒီနေရာမှာကျွန်တော်ကိုချင်းစာစိတ်ကလေးနဲ့ကျွန်တော်စဉ်းစားဒီအချိန်မှာကျွန်တော်တခြားလောကီသားတွေတော့မပြောချင်ဘူးကျွန်တော်တို့ခရိယန်ယုံကြည်သူကိုနားမလည်ရင်လည်းပါဇက်လေးပိတ်နေတာကောင်းတယ်ဒီအချိန်မှာမဝေဖန်သင့်ဘူးမကဲ့ရဲ့သင့်ဘူးမပြုကိုနားမလဲတဲ့အရာကိုဒီလိုစဉ်းစားကြည့်အောင်အဆောက်အုံကြီးတစ်ခုဒီအဆောက်အုံကြီးအခုပြိုကျသွားကျွန်တော်တို့ဒီထဲမှာပါသွားတယ်ဆိုပါစို့ဒီအဆောက်အုံထဲမှာကျွန်တော်တို့ပိတ်မိနေလက်ကလေးနဲ့လာဖယ်ထုတ်ပြီးယူလို့ရသလားဘာတွေလို့လဲဝင်ချီဆက်တွေလို့တယ်လေမဟုတ်လားမြန်မာနိုင်ငံမှာဝင်ချီဆက်ပေါ်သလားရှိသလားဝင်ချီဆက်ဆိုတာသိရနော်ကရိန်းတွေဘောရိုဇာတွေအဲ့ဒါတွေများစွာလိုအပ်တယ်ရှိသလားမြန်မာပြည်မှာများဆဆမရှိဘူးအခုတိုင်းပြည်ကနောက်ပြီးတော့တစ်မျိုးလုံးနီးပြိုကျသွားတယ်လေချက်ချင်းလိုက်လို့ဖို့မဟုတ်မရနိုင်ဘူးနော်ကျွန်တော်ပြောတာသဘောပေါက်တယ်အခုပို့ဆိုးတာကအဲ့ဒီမှာပဲအခုမိုးကလည်းရွာသလားရွာနေရလည်းပူသလားအခုလေရလည်းတိုက်ပြန်ပြီအဲ့ဒီအချိန်မှာစီကံကကာဖျူးည10 နာရီမထွက်ရဆိုတော့ကယ်ဆယ်ရေးလုပ်တဲ့သူတွေကည10 နာရီဆိုရင်အတန်ကြားနေရင်တော့ဘာဆက်လုပ်ရမလဲရက်နေရတော့တိတ်ဝမ်းနေစရာကောင်းကျွန်တော်ဟိုနေ့ကအဲ့ဒီ Sunday School ကလေးလေးတွေဟိုပါလေသိတယ်လေအဲ့ဒါကိုတယောက်ကဟိုရေးထားတာဗာလဲcaption လေးရေးထားတာ
ဘာလဲနာဂစ်မှာမွေးတယ်တဲ့ကိုဗစ်မှာကြီးတယ်တဲ့ဘာလဲစစ်ဘေးနဲ့တွေ့တယ်စစ်ဘေးနဲ့အသက်ရှင်ရတယ်ငလင်ဘေးကြောင့်တည်ကြတယ်ခလေးတွေဝမ်းနေစရာဆိုခလေးလေးတွေပုံတယ်ကျွန်တော်ရင်ထဲမှာတော့ထိသွားတယ်ဒီခလေးတွေရဲ့အသက်တာတစ်လျှောက်လုံးမွေးထဲကနေပြီးတော့တည်တဲ့အထိဟုတ်ပါလားနော်ဘယ်မှာမွေးလဲနာဂစ်ဆိုတာဘာလဲဆူနာမီဆိုကျွန်တော်တို့ကဒီလိုရှိတယ်တဘာဝဘေးအန္တရာယ်လို့ပြောတဲ့အခါမှာလေတဘာဝဘေးအန္တရာယ်လို့ပြောတဲ့အခါမှာအမေရိကန်နိုင်ငံကနေထုတ်ပြန်ထားတဲ့တဘာဝဘေးအန္တရာယ်12မျိုးရှိတယ်အဲ့ဒီ12မျိုးကကျွန်တော်တို့ဒီနေရာဒီဒေသတွေဆိုရင်တော့ခုနကမြင်းလင်းတန်တို့ဘာလို့မကြောက်ရဘူးလေမုန်တိုင်းတို့မကြောက်ရဘူးဒါပေမဲ့ကြောက်စရာတစ်ခုရှိတယ်ဘယ်အချိန်မှလဲဆိုတော့အထူးသဖြင့်စနိုးချိန်မှာဘာလဲဆိုတော့နှင်းမုန်တိုင်းပေါ့နော်ပြီးတော့မှအေးလွန်ကဲတာပေါ့ဒီနေရာတွေကြောက်အောင်ဆိုဒါပေမဲ့ဥပမာဖလော်ရီဒါတို့ဖက်ဆိုရင်တော့ပင်လယ်နဲ့နီးတော့ဘာကြောက်ရလဲမုန်တိုင်းတွေကြောက်ရဆိုတော့အမေရိကန်နိုင်ငံမှာသူတဘာဝဘေးရန်တဲ့12မျိုးထဲမှာဘာတွေပါလဲဆိုတော့အဲ့ငလင်လှုပ်တာပါတယ်ပြီးတော့ landslide ဆိုတာကမြေပြိုတာနော်မြေပြိုတာပါတယ်ပြီးတော့မှပါလဲဆိုတော့အပူလွန်ကဲတာအဲ့ဒါ Texas တို့ဘာတို့မှာပြင်းထန်တတ်တဲ့အပူလွန်ကဲတာ Texas မှာဆိုရင်နွေရာသီဆို100တောင်ကျော်တယ်နော်တချို့နေရာတွေမှာအဲကောမနိုင်ဘူးအဲလောက်ထိပူတဲ့နေရာတွေရှိပြီးတော့မှပါလဲဆိုတော့မီးကတော့လူရှို့လို့လောင်တဲ့မီးရှိတာပေါ့နော်ပြီးတော့မှပါလဲရှိသေးလဲတော်မီကယ်လီဖိုးနီးယားမှာဘာလောင်တာလဲတစ်မျိုးလုံးကုန်တဲ့လောက်ဖြစ်သွားဘာမီးလဲတော်မီနော်ပြီးတော့မှပါရှိလဲဆိုတော့hurricane tornado hurricane နဲ့ tornado မတူ tornado ကဘာလဲလေဆင်နှမောင်းနော် hurricane ကတော့ဘာလဲရိုးရိုးလေနီချမ်းနေနော်မုန်တိုင်းနောက်ပြီးတော့မှ thunderstorm ဆိုတာလက်စီးတွေမိုးကြိုးတွေပစ်တာနော်ပြီးတော့မှဘာရှိတယ်လဲဆိုတော့ tsunami ပြီးတော့မှဘာရှိတယ်လဲဆိုတော့မီးတောင်ပေါက်ကွဲခြင်းတွေရှိတယ်ပြီးတော့မှခုနကကျွန်တော်ပြောတဲ့ snow မုန်တိုင်းတွေရှိတယ်အဲ့ဒါအမေရိကန်နိုင်ငံမှာတဘာဝဘေးအန္တရာယ်12ပါးဆိုပြီးရှိတယ်တိချာဘောပါနော်အဲ့ထဲကအမေရိကန်ပြည်ထောင်စုအခု50နဲ့တပြည်နယ်မှာအဲ့ဒါနဲ့လွတ်တဲ့ပြည်နယ်ပဲပြည်နယ်ရှိသလားအဲ့ဒါတွေအားလုံးနဲ့လွတ်တဲ့ပြည်နယ်ဆိုတာရှိမလားမရှိဘူးတခုတော့ဘာလို့လဲပတ်သက်နေရတာသဘောပေါက်တယ်နော်မြန်မာနိုင်ငံမှာစကိုင်းနဲ့မန္တလေးဟာစကိုင်းတိုင်းနဲ့မန္တလေးမှာနေတဲ့လူတွေဟာတတိနဲ့ကိုနေတင်တာဘာကြောင့်လဲဆိုတော့စကိုင်းဟာအမြဲတမ်းငလင်လှုပ်နေတဲ့နေရာဖြစ်တယ်ဒါပေမဲ့ခက်တာမြန်မာနိုင်ငံမှာမင်းတီနန်းတီတဲ့သူတွေအားလုံးဘယ်မှာပဲတီတာများလဲစကိုင်းမန္တလေးပဲဟုတ်တယ်မလားဟန်တာဝရီပင်းရအင်းဝပကံအကုန်လုံးဘယ်မှာပဲတီလဲအဲ့ငလင်ကြောကြီးပေါ်မှာပဲတီတယ်နော်ဥပမာဂျပန်ဆိုရင်လည်းတစ်ချိန်လုံးဘာပဲလှုပ်လဲငလင်လှုပ်တယ်နောက်ဘာရှိလဲဆူနာမီရှိတယ်နော်မြို့ကိုကတီထားတာအဲ့လိုငလင်ကြောတွေပေါ်မှာတီထားတာဒါကြောင့်ငလင်လှုပ်တဲ့အခါမှာ3မျိုးရှိတယ်တဲ့အချိန်3ပါးရှိတယ်တစ်ချိန်ကတော့အချိန်2ပါးရှိတယ်တပါးကဘာလဲဆိုတော့10စုနှစ်အတွင်းမှာလှုပ်တတ်တဲ့ငလင်မျိုးနောက်တစ်မျိုးကတော့ရာစုနှစ်အတွင်းရာစုနှစ်မှာလှုပ်တတ်တဲ့အရာမျိုးဒါလေးတွေလည်းကျွန်တော်တို့သိထားရင်ကိုနေဟာအရက်ကိုရွေးတက်ဖယားကမင်းဗမာနေတော့မပြောဘူးလေဟုတ်တယ်မလားဒါပေမဲ့မင်းဗမာနေဖို့နေတဲ့နေဆိုတာတော့ဉာဏ်ပညာပေးသလားပေးတယ်ဥပမာအာဗြဟံကိုမင်းဆွေမျိုးသားချင်းပေါက်ပေါ်တွေကငါပြတဲ့ပြည်ကိုသွားလို့ပြောတဲ့အခါမှာမင်းဘယ်ကိုသွားရမယ်ဆိုတာဖယားလမ်းပြသလားမပြဘူးဒါပေမဲ့သူဘာလုပ်လဲယုံကြည်ခြင်းနဲ့သွားတဲ့အခါမှာသူယုံကြည်ခြင်းနဲ့သွားတဲ့လမ်းကိုဘယ်သူကစောင့်ရှောက်တော်မူလဲဖယားကစောင့်ရှောက်တော်မူတယ်နောက်ဆုံးကြတော့မှသူအဲ့ဒီနေရာလဲရောက်ကိုကျွန်တော်ကဒီပြည်မှာဧည့်သည်အာဂါနုဖြစ်ပါတယ်လို့ပြောတဲ့အခါမှာဖယားကမဟုတ်ဘူးမင်းထွက်ပါကြည့်မင်းမျက်စိရှေ့မှာမြင်သမျှသောမြေတစ်ပြင်လုံးကိုငါ
မင်းကိုပေးမယ်သူရောက်နေတဲ့နေရာမှာသူဒီမြေကိုရမယ်လို့တော့အာဗြဟံကသိသလားမသိဒါပေမဲ့အဲ့ဒီမြေပေါ်မှာနေစဉ်ကာလအာဗြဟံလည်းဘာကြုံတယ်လဲအစာခေါင်းပါခြင်းကြုံသလားနောက်ဆုံးကုန်ပြောရင်ဖယားကဒီမြေမှာနေလို့ပြောလိုက်တဲ့နေရာမှာတော့မှလောကဓာတ်ကိုခံရတယ်လို့ပြောချင်တာအဲ့ဒီအချိန်မှာကျွန်တော်တို့ခံရနိုင်ဖို့ရန်အတွက်ကျွန်တော်တို့မှာမျှော်လင့်စရာဖယားစကားပဲကဲကောင်းပြီဒါနဲ့ဒီမှာပြန်သွားရအောင်ဖယားကပထမအဆုံးစီကံထုတ်တယ်ဒီထိုပင်ရဲ့အသီးကိုမစားနဲ့စားတဲ့နေ့မှာဧကန်အမှန်သိရမယ်လူကိုပြည့်ညတ်လိုက်တယ်အဲ့ဒါကျွန်တော်တို့အားလုံးသိပြီလူကအဲ့ဒါကိုမလုပ်လိုက်လဲစားလိုက်တယ်စားလိုက်တဲ့အခါမှာကဘာဦးကျန်ခန်းကြီး3ကိုရောက်တဲ့အခါမှာဘာဖြစ်တယ်လဲဆိုတော့ကဘာဦးကျန်ခန်းကြီး3အငယ်8မှာနေသောအချိန်တွင်ထိုဥယျာဉ်၌ထာဝရအရှင်ဘုရားသခင်ကြွတော်မူသောအတန်ကိုလူလင်များတို့သည်ကြားလျင်အထံတော်မှလွတ်ချင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြ၏လူဟာဘာလုပ်ပြီးရင်ဘုရားကိုကြောက်သွားလဲအပြစ်ဘုရားနာကိုမလာချင်တော့ဘုရားလူတွေနဲ့မပေါင်းချင်တော့ဘုရားသခင်ဝိပုယနေရာအရက်မှာမနေချင်တော့အဲ့ဒါနဲ့ဖျားထံကလွတ်မယ်လို့သူတို့ထင်ပြီးတော့မလုပ်နေတယ်လေပုံနေတယ်သူတို့စိတ်ထင်တာဖျားထံကလွတ်တဲ့နေရာလေးတစ်နေရာတော့ရှိမှာပဲဖျားကဘယ်လိုရှာတယ်လဲလူကိုကြည့်ထာဝရရှင်ဖျားသခင်ကလည်းတင်းသည်အပေမှာရှိသနည်းဟုလူကိုခေါ်တော်မူ၏ဖျားကလိုက်မရှာဘူးတခုမှမေးတယ်မင်းပမာလဲလို့ပြောတဲ့အခါမှာလူကလည်းဥယျာဉ်၌ကိုရောဤအတန်ကိုကျွန်တော်ကြားလျင်ဖျားအတန်ကိုအပြစ်ရှိရင်လည်းကြားနိုင်သလားအပြစ်လုပ်ပြီးသွားရင်လည်းဖျားအတန်ကိုကြားနိုင်သေးသလားမကြားဘူးလားကြားတယ်ဘာအတွက်ကြားတာလဲတရားစီရင်ခံရဖို့ပဲဒါကြောင့်ခရစ်တော်ကတနည်းအားမှာနော်ဒီကျမ်းစာလေးကိုကျွန်တော်ခဏထားပြီးတော့ရှင်ကခရစ်ဝင်ခန်းကြီးခန်းကြီးကမှာ25မှာရှန်ခရဝင်ချန်ခန်းကြီးကငယ်25မှာငါမန်ဆိုဒီကတေလွန်သောသူတို့သည်ဘုရားသခင်သားတော်ဤစကားသံကိုကြား၍ကြားသောအားဖြင့်အသက်ရှင်ရမည်အချိန်ကာလသည်လာ၍ယခုပင်ရောက်လျက်ရှိဆက်ဖတ်ရအောင်အကြောင်းမူကားခမဲတော်သည်ကို၌အသက်ရှိတော်မူသည့်ဤတူသားတော်သည်မိမိ၌အသက်ရှိရသောအခွင့်ကိုပေးတော်မူ၏ဆက်ဖတ်ရအောင်သားတော်သည်လူသားဖြစ်သောကြောင့်ဘာကိုရလဲတရားစီရင်ခြင်းအခွင့်ကိုလည်းအပ်ပေးတော်မူ၏ဒါဆိုရင်ဒီနေ့ကျွန်တော်နောက်ကာလမှာပြောမယ်တရားစီရင်ခြင်းတွေဟာဘယ်သူနဲ့ဆိုင်သွားလဲဒါတော့ဒီအချိန်မှာခရစ်တော်ကကယ်တင်ရှင်ဒါပေမဲ့နောက်ကာလမှာကျွန်တော်ဘာအနေနဲ့မြင်ရမလဲတရားသူကြီးယုံဖို့ပြောနေတာနော် knowledge အတွက်ကျွန်တော်ပြောနေတာမဟုတ်ဘူးယုံဖို့ကြားသောသူတိုင်းယုံဖို့ပြောနေတာကျွန်တော်ခရစ်တော်ဟာကျွန်တော်တို့ရဲ့ဘာလဲဘာကြောင့်လဲတရားစီရင်ခြင်းအခွင့်ကိုဘယ်သူကိုပေးလိုက်ပြီလဲသားတော်ကိုဖယားကအပ်လိုက်ပြီသူကတသက်ခံနေတာယေရှုခရစ်တော်ကလောကကိုတသက်ခံတယ်ငါ့ကိုခမဲတော်ကဘာအပ်ထားပြီလဲတရားစီရင်ရသောအခွင့်ကိုအပ်ထားပြီလောကမှာလည်းတရားသူကြီးမဖြစ်ခင်တရားသူကြီးလှုပ်ချင်တဲ့သူကဘာကိုအရင်လှုပ်ရလဲတရားသူကြီးမလှုပ်ခင်ဘာအရင်လှုပ်ရလဲရှေ့နေလေဒါဆိုရင်အခုခရစ်တော်ကအခုချိန်မှာဘာနဲ့တူလဲကျွန်တော်တို့ရဲ့ရှေ့နေနဲ့တူတယ်ကျွန်တော်တို့ရဲ့အမှုတွေကိုဘာလုပ်ပေးမလဲကာကွယ်ပေးမဲ့သူကျွန်တော်တို့ရှေ့ကနေရှောက်လွှဲပေးမဲ့သူ28မှာဆက်ဖတ်ဤအမှုရာကိုအံ့ဩခြင်းမရှိနှင့်တင်းချိုင်းများမှရှိသောသူအပေါင်းတို့သည်သားတော်ဤစကားသံကိုကြား၍ထွက်ရမည်အချိန်ကာလရောက်လက်တတ်ကောင်းသောအကျင့်ကိုကျင့်သောသူတို့သည်အသက်ရှင်ရာထမြောက်ခြင်းသို့၎င်းဆိုးရုပ်သောအကျင့်ကိုကျင့်သောသူတို့သည်
အပြစ်စီရင်ရာထမြောက်ချင်းတို့၎င်းထွက်ရကြလက်တဲ့ဒါကြောင့်အဲ့ဒီနေ့မှာလာကြတရားစီရင်ကြကုန်အံ့တရားစီရင်ခြင်းကိုခံရကြကုန်အံ့လို့ဖခင်ကြွေးကြော်လိုက်တာနဲ့လူတွေပုံးစင်ဟာနေရာရှိအောင်မလားမရှိတော့ဖခင်ကချီးမြှောက်ခြင်းလေပုံးဘလကတင်ဘလောက်ပဲပုံးနေခေါ်ပြီးချီးမြှောက်တယ်သဘောပေါက်တယ်နော်စီရင်စရာအကြောင်းရှိရင်လေတင်ဘလောက်ပုံးနေခေါ်ပြီးတော့ဘာလို့လဲစီရင်တယ်မျက်နှာမလိုက်ဘူးအဟုတ်ပါဒီလိုလေကျွန်တော်ဣသရေလတိုင်းပြည်ရဲ့ပထမဦးဆုံးရှင်ဘုရင်ကဘာတူလဲရှောလူကသူ့ကိုရှင်ဘုရင်အဖြစ်ဗိတ်သိက်ပေးမဲ့နေ့မှာ तू ဘာလုပ်လဲပုံးနေဘယ်မှာသွားပုံးနေလဲလှဲအောက်မှာသွားပုံးနေတယ်လေရှင်ဘုရင်မဖြစ်ချင်လို့အဲ့ဒါနဲ့ဖယားကသွား तू လှဲအောက်မှာပုံးနေတယ်ဆိုတော့သွားရှာတော့တကယ်ပဲတွေ့ပြီးတော့ခေါ်လာဒါကြောင့်ချီးမြှောက်ခြင်းရင်လေပုံးနေရင်တော့ကျွန်မတော့ခေါ်မှာစီရင်စရာရှိရင်လေပုံးနေရင်လေဖုံးထားရင်လေဒါဝိကြီးဟာသူများမိန်းမကိုပြမတဲ့အမှုကို तू ဘာလုပ်လဲဖုံးခြင်းတယ်ဒါပေမဲ့ဖယားကမင်းဖုံးတဲ့အမှုကိုငါနေရှိမှာလှန်ပြမယ်တကယ်လှန်ပြသလားလှန်ပြဖုံးလို့မရဒါကြောင့်ကျွန်တော်တို့ဖယားသားသမီးတွေအပြစ်လောက်လာပြီဆိုဖုံးဖို့မကြိုးစားပဲဘာလုပ်ရမလဲဖော်ပြတောင်းပန်ဖို့ပဲကြိုးစားပါအဲ့ဒါနီလန်အကောင်းဆုံးဖြစ်တယ်မလဲဖျားနဲ့လူတွေကိုကိုအပြစ်လုပ်ပြီးတော့မှကျွန်တော်ကဒီအမှုမှာမှန်တယ်လို့လှည့်ဖျားဖို့မကြိုးစားနဲ့အဲ့ဒါနောက်ကာလမှာအရှက်ကွဲတတ်တယ်နော်ကဲကောင်းပြီဒါဆိုရင်ခုနကကဘာဦးချမ်းမှာပြန်သွားရအောင်အဲ့ဒါနဲ့ဖခင်ကမင်းဗမာလဲလို့မေးလိုက်တော့လူလင်မယားတို့သည်ကြားရင်အထံတော်မှလှုပ်ခြင်းကဥယျာဉ်အပင်တို့တွင်ပုံကွယ်လျက်နေကြ၏ဘယ်မှာရှိသလဲလို့လူကိုခေါ်လိုက်တော့ကိုရောတန်ကိုကြားတော့ကျွန်တော်အဝတ်အချီးစီးရှိတာကိုဘာလို့လဲတည်တော့ကြောင့်ပုံလျက်နေပါတယ်ဒီစကားမှာလူဟာဖယားနဲ့တွေ့ဖို့ရင်သူ့ကိုယ်သူဘာဖြစ်သွားလဲမြင်သွားတယ်သူ့အခြေအနေကိုသူမြင်သွားတော့ဘောနော် तू ကဘာမရှိဘူးတဲ့လေအဝတ်အချီးစီဒီနေ့လေကျွန်တော်ဖယားအနာကိုချင်းကပ်ဖို့ရင်ကျွန်တော်ကိုမြင်ဖို့လိုတယ်ကျွန်တော်တို့ကဘာတွေလဲပြတ်သားတွေဖျားရှင်မှာမကောင်းနိုင်ဘူးဒါကြောင့်သူတစ်ပါးကအမှုတစ်ခုရောက်တဲ့အခါမှာကိုကောင်းတယ်လို့သူ့မျက်လုံးကိုမကြည့်ပါနဲ့ထိုသူပြုတ်တဲ့အမှုကိုတင့်ထန်မှာပဲရှိနေပြီသူ့ကိုတခိုးလို့တင်ဆွဆွဲတဲ့အချိန်မှာသူခိုးတကယ်တော့တင်ခိုးခဲ့ဘူးပြီဒါမို့တင်ကိုယ်တိုင်ခိုးရန်ကြံစီခဲ့ဘူးပြီဒါမို့ထိုအမှုမှာတင်တော့ပါလေရှိကောင်းရှိနေလောက်ပြီဘယ်တော့မှလူတယောက်ကိုငါကတာပြီးဖြောင်းမှတ်တယ်ဆိုတဲ့အကြည့်နဲ့မကြည့်ပါနဲ့ငါလောက်တာပိုကောင်းတယ်လို့လည်းမထင်ပါနဲ့ဖះရှိမှအမှုတော်ဆောင်တာပိုဆိုးတယ်ကျွန်တော်တို့လုပ်သမျှကဘယ်သူ credit ပေးတာအကောင်းဆုံးလဲဖះ credit ပေးတာအကောင်းဆုံးပဲကျွန်တော်လည်းအဲ့ဒါပဲမျှော်လင့်တယ်။ကေကောင်းပြီအဲ့ဒါနဲ့ကြည့်ဘုရားသခင်ကလည်းတင့်၌အဝတ်အစည်းရှိသည်ကိုတင့်အားအဘယ်သူပြောသနည်းမစားရဟုငါပြည့်ညက်သောအပင်ဤအသီးကိုစားပြီလို့ဟုမေးတော့လူအထဲကထွက်လာတဲ့သူ့ကိုသူမြင်တတ်တဲ့အမှုဟာဘုရားသခင်သူချမှတ်ခဲ့တဲ့စီကံကိုချိုးဖောက်လို့ဘုရားကချက်ချင်းသိတယ်မင်းဘယ်လိုသိတာလဲဆိုရင်ငါမပြောတဲ့အပင်ရဲ့အသီးကိုစားပြီလားသဘောကျနော်အဲ့ဒါနဲ့ဆက်ဖတ်အငယ်ဆက်နေမှာလူကလည်းကျွန်တော်၌အပေးတော်မူသောမိမသည်ထိုအပင်အသီးကိုပေး၍ကျွန်တော်ဒါကြောင့်လူကအစတည်းကအပြစ်လုပ်ပြီးရင်သူ့ရဲ့အကျင့်ကဘသူ့ကိုပဲလွှဲချတာလဲသူများကိုမိမပေါ့အဲ့မှာမိမကကြွေးတာကိုတကယ်လို့ယောက်ျားကကြွေးရင်လည်းမိမကဘသူ့လွှဲချမှာလဲသူလို့ရိုးတော့မပြောဘူးလူကလည်းကျွန်တော်၌အပေးတော်မူသောမိန်းမလို့ပြောတဲ့အတွက်အဲ့ဒီမိန်းမကလည်းဘယ်သူပေးတာလဲဖယားကိုပါပြကျွန်တော်လှုပ်ချင်လို့လှုပ်တာမဟုတ်ဘူးကိုရောပေးတယ်အဲ့ဒါကျွန်တော်တို့ကလေးတွေရောအဲ့လိုရှိတတ်သလား
ရှင်သူတို့အပြစ်တစ်ခုလုပ်လာno ငါလုပ်တာမဟုတ်ဘူး तू လုပ်လို့လို့လာလူဟိုင်းတာတော့ဗီဇအဲ့ဒါနဲ့ကြည့်အငယ်73မှာထာဝရအရှင်ဘုရားသခင်ကလည်းသင်သည်အဘယ်သို့ပြုသနည်းဟုမိမအားမေးတော်မူလျင်မိမကမွေသည်ကျွန်တော်မကိုကြည့်မိမကလည်းသူ့ဟာသူဝန်ခံဖို့ကျွန်မမှားပါပြီကျွန်တော်မှားပါပြီကိုရောထားတော်မူသောစကားကိုရောထားတော်မူသောစီကံကိုကျွန်မချိုးဖောက်ပါပြီလို့ရိုးရိုးသားသားမဝန်ခံဖို့ဘယ်သူလုပ်လို့လဲမွေကဘယ်သူလဲစာတန်ဒါကြောင့်ဒီဘက်ခင်မှာခရိယန်တွေတခုခုဖြစ်ပြီဆိုဘယ်သူကိုပဲလက်ညှိုးထိုးတာလဲစာတန်အရက်တော့တောင်းရင်လဲစာတန်ကကျွန်တော်ကိုလှည့်ဖျားနေအရက်သမားဘာလှည့်ဖျားစရာလို့လဲဟုတ်တယ်မလားအရက်မမြင်ရရင်ငန်းငန်းတက်တောက်ချင်နေတဲ့သူတယောက်ကိုစာတန်ကလှည့်ဖျားစရာလို့သေးလားမလို့တော့ပါဘူးစာတန်ဒီမိန်းမနဲ့ဒီယောက်ျားကိုသွားလှည့်ဖျားတာကသူတို့ဟာဖျားဖန်ဆင်းစားမှာအပြစ်ရှိတော်သူလားအပြစ်ကင်းတော်သူလားအပြစ်တင်စရာဘာမှမရှိတော့သူကိုပဲစာတန်ကဘာလို့လဲကျမ်းစာထဲမှာကြည်လိုက်ပါစာတန်လှည့်ဖျားသမျှကအပြစ်လုပ်တဲ့သူတယောက်မှမရှိဘူးဖျားနဲ့မှန်နေတဲ့သူတွေကိုပဲစာတန်မှာလုပ်တာဖြုတ်တာဒါကြောင့်ဖျားသားသမီးတွေရဲ့ယံသူဟာအမြဲတမ်းဘာလို့လဲစာတန်ပဲအနောက်ကဂိုင်းချုပ်ကြီးကစာတန်ပဲဒါကြောင့်ဘုရားသခင်ကနှစ်တစ်ထောင်ကာလမှာစာတန်ကိုဘာလုပ်ထားလဲချုပ်ထားတဲ့အတွက်နှစ်တစ်ထောင်ကာလလုံးလူကဘာမလုပ်တော့ဘူးအပြစ်မလုပ်နိုင်တော့ဖယားကလည်းကိုယ်တိုင်အုပ်ချုပ်တယ်ပြင်မာတဲ့သူကချက်ချင်းအသက်100သိရင်ချိန်ချင်းခံရတာလို့လာတယ်နော်နောက်ကာလမှာကျွန်တော်လေ့လာကြတာနော်ဖြည်းဖြည်းချင်းတိလာလိမ့်မယ်အခုတော့တိကာစားပြုတ်လာစိတ်ရှည်ကြပါနော်နောက်ထပ်9နှစ်ဘုရားသခင်ခွင့်ပေးလို့နောက်ထပ်9နှစ်10နှစ်လောက်ဆိုကျွန်တော်တို့အသင်းတော်တမန်တရားပိုင်းမှာညံ့ကြည်ပြီအဲ့ဒီချိန်ကြာမှကျွန်တော်တို့ဘာဆက်ဖြစ်ကြမလဲအံ့ဩစရာပေါ့နော်ကဲကောင်းပြီအငယ်ဆက်လေးမှာကြည့်ရထာဝရရှင်ဘုရားသခင်သည်မွေကိုခေါ်၍သင်သည်ဤအမှုကိုပြုတော်ကြောင့်တားရင်တားရဲ့အပေါင်းတို့ထက်ကြိမ်ချင်းကိုခံရ၏ဖယားဘာလုပ်ပြီလဲဒီနေ့ကျွန်တော်တရားဒေသနာခေါင်းစဉ်ရပါလဲတရားဖယားဟာအဲ့ဒီမွေပေါ်မှာဘာလုပ်လိုက်တာလဲတရားစင်မင်းခံရမယ်သင်ဒီဝမ်းဖြစ်သွား၍မြေမှုန့်ကိုတစ်သက်လုံးစားရမယ်။ဒါချိန်ပလိုက်တယ်။အပြစ်ပေးပလိုက်တယ်။ဒါကြောင့်အပြစ်လုတ်ပြီးသွားရင်ခွင့်လွတ်ပါဟုတ်ကဲ့ခွင့်လွတ်လို့ရတယ်။ဒါပေမဲ့အပြစ်လုတ်ခြင်းရဲ့နောက်ဆက်တွဲကိုတော့သင်ပါလို့မလဲ။ခံရလိုက်မယ်။ဘာနဲ့တူလဲဆိုတော့သင်အရက်တောက်တယ်။ကျွန်တော်ငယ်ငယ်ကလည်းကျွန်တော်အဖေမေမသိပဲနဲ့အရက်တော့အဖေခွင့်လို့ပါအဖေခွင့်လို့ပေးမဲ့လို့အရက်တောက်လိုက်တဲ့အတွက်တကိုယ်လုံးမူးနေတဲ့ဒဏ်ကိုတော့ခံရတယ်ကျွန်တော်မူးခြင်းကြောင့်စီးမရှိဝါမရှိပြောတာတွေဖြစ်လာတယ်အရက်တောက်တဲ့သူကအလိုလိုနေပါရှိလာတယ်တတိရှိလာတယ်ဒါကြောင့်အရက်မူးနေတဲ့သူတယောက်တာဝန်ယူတာကိုသွားပြီးတော့မယုံနဲ့ကျွန်တော်နောက်မလုပ်တော့ပါဘူးကျွန်တော်မယုံဘူးအဲ့လိုအရက်တောက်ထားတဲ့သူကဲကောင်းပြီအဲ့ဒါနဲ့အငယ်15မှာသင်နှင့်မိန်းမကို၎င်းသင်ဤအမျိုးအနွယ်နှင့်မိန်းမ၏အမျိုးအနွယ်ကို၎င်းငါသည်ရန်ညိုဖွဲ့စေမည်ဖျားပါလုပ်လိုက်တာလေတရားစီရင်ပလိုက်တယ်ဆုံးဖြတ်ချက်ချလိုက်တယ်ဖျားသူသည်သင်၏ခေါင်းကိုကြိတ်လိုက်ပြီးသင်သည်သူ၏ဖနှောက်ကိုကြိတ်လိုက်မည်ဟုမိန့်တော်မူ၏အဲ့ဒါနောက်ကာလမှာဘယ်သူနဲ့ဘယ်သူကိုယဉ်မှတ်တာလဲစာတန်နဲ့ခရစ်တော်စာတန်ကလည်းခရစ်တော်ရဲ့ဖနှောက်ကိုကြိတ်သလားကြိတ်တယ်ဘယ်မှာကြိတ်လဲလဝါကားတိုင်းမှာခရစ်တော်တော်မှအသေးခံရတယ်နော်အဲ့ဒါကိုကျွန်တော်ရှင်းအောင်ပြောပြမယ်ခရစ်တော်ယူတဲ့ကိုယ်ခန္ဓာဟာကျွန်တော်တို့ကဲ့သို့သောခန္ဓာဖြစ်တယ်နည်းနည်းအကြောင်းကိုကျွန်တော်ပြောမယ်ယောမဩဝါဒစာအခန်းကြီး10မှာအငယ်3မှာနည်းနည်းတခုကိုဒီနေ့ထုတ်ပြမယ်တေချာအာယုံစိုက်ပေးကြနော်ကြည့်ဇာတိပဂရိကြောင့်နဲ့ပြည့်ညက်တရားသည်အားနေ၍တေချာနားထောင်နော်ကျွန်တော်တေချာရှင်းပြမယ်ဇာတိပဂရိဆိုတာ
အခုကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဘောပါနော်ဇာတိပဂရိကြောင့်ဇာတိပဂရိဆိုတာတနည်းအားဖြင့်ပြောရင်အပြစ်တရားရဲ့ကျွန်ဖြစ်ခြင်းကြောင့်အဲ့ဒါရောနားလေလားကျွန်တော်အခုပြောနားလေနော်ဇာတိပဂရိဆိုတာဘသူရဲ့ကျွန်လဲအပြစ်တရားရဲ့ကျွန်ဖြစ်ခြင်းကြောင့်ပြည့်ညက်တရားသည်အားနေ၍ပြည့်ညက်တရားဆိုတာဘသူစကားလဲဖယားစကားတကယ်တော့ဖယားစကားကအားနေတာလားမဟုတ်ဘူးဖယားစကားကတော့ဖယားစကားအတိုင်းရှိတာဒါပေမဲ့လူကဘသူရဲ့ကျွန်လဲအပြစ်တရားကြီးရဲ့ကျွန်ဖြစ်တာကြောင့်ဖယားစကားကိုသိတော်လဲ तू မလိုက်နိုင်ဘူးနားလေသွားသလားကျွန်တော်ရှင်းပြဒီချမ်းစာဒီတိုင်းဖတ်ရတော့နားမလည်နိုင်တော့နော်ကျွန်တော်အခုရှင်းပြတာနားလေနော်ဖယားစကားဟာဘာဖြစ်သွားလဲအားနေတယ်လို့ဖြစ်သွားတယ်သူ့ဘိုင်းမှာ तू မလိုက်နိုင်တော့မလုံနိုင်တော့ weak ဖြစ်သွားအဲ့တော့မတတ်နိုင်သောအမှုကိုဖယားသခင်ပြုတော်မူခြင်းငှာကျွန်တော်တို့လည်းဖတ်အောင်အပြစ်နှင့်ပြည့်စုံသောဇာတိပဂရိဤတဒံကိုဆောင်သောမိမိသားတော်ကိုစေလွတ်တော်မူ၍အပြစ်ဖြေဖို့ရာဇာတိပဂရိ၌အပြစ်ကိုဒဏ်ပေးတော်မူ၏ဒါကြောင့်ယေရှုခရစ်တော်လူဇာတိလာခံယူတာရဲ့နည်းနည်းရာကဇာတိပဂရိနဲ့ပြည့်စုံတဲ့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကိုဘာလုပ်ဖို့လဲဒဏ်ပေးဖို့စီရင်ဖို့ပေါ့ဒါကြောင့်ငါတို့ရဲ့လူဟောင်းဟာလဝါးကားတိုင်းမှာယေရှုခရစ်တော်နဲ့အတူတူဘာလုပ်ရလဲအတိတ်ပဲကတော့ငါတို့ကိုဘာလုပ်ပြီးပြီလဲစီရင်ပြီးပြီအခုကျွန်တော်တို့ဇနီးမောင်နှံအမှုကိုကြုံတဲ့အခါမှာအခုဒဏ်ငွေဆောင်ရတဲ့ပတ်စံကိုကျွန်တော်တို့ဒဏ်ငွေကိုသွားဆောင်တဲ့အခါမှာကျွန်တော်တို့ပေးစရာမလိုကျွန်တော်တို့လာပြီးတော့အဲ့ဒါလာပေးတဲ့သူရှိတယ်အဲ့ဒါကိုယူပြီးတော့ကျွန်တော်တို့ကဘာလုပ်လိုက်လဲတော့ပေးလိုက်တဲ့အခါမှာအခုချိန်မှာကျွန်တော်တို့မှာအပြစ်ရှိသေးလားရှိတော့တရားရုံးမှာကျွန်တော်တို့ရဲ့အပြစ်ကိုဘာလုပ်လိုက်ပြီလဲဖျက်ပလိုက်ပြီအဲ့ဒါကြောင့်ကျွန်တော်တို့နောက်ထပ်တရားရုံးတရားမှာတို့ရဲနဲ့တွေ့ရမှာတို့ရှိအောင်မလားမရှိတော့ဒီနေ့လေယေရှုခရစ်တော်လဝါးကားတိုင်းပေါ်မှာအသေးခံတော်မူခြင်းရဲ့နည်းနည်းဟာဒါဖြစ်တယ်ဒါကြောင့်ခရစ်တော်ကိုခန္ဓာဇာတိပဂရိကိုဆောင်တဲ့အခါမှာအပြစ်နဲ့ပြည့်စုံကျွန်တော်တို့ကဲ့သို့ဖြစ်တယ်ဒါကြောင့်ယေရှုခရစ်တော်ဟာလူဇာတိခံယူတော်လဲအသွေးအသားကိုနိုင်တဲ့ဖခင်ဖြစ်တယ်ကျွန်တော်တို့အားလုံးမှာသွေးသားဆန္ဒရှိသလားမရှိဘူးလားရှိယခုပင်ရှိသလားအခွင့်ပေးလိုက်တာနဲ့ပေါ်တယ်အခုတော့မရှိဘူးအခုထိုင်နေတဲ့အချိန်မှာတော့မရှိဘူးဘာကြောင့်လဲအခွင့်မပေးသေးလို့ပေးလိုက်ကြည့်အခွင့်ပေးလိုက်ကြည့်ရှိပြီကျွန်တော်တို့အခုတော့ကျွန်တော်တို့ကယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ခြင်းနဲ့ဒီနေရာမှာလာထိုင်လို့ချုပ်တီးတာတချို့ကကျွန်တော်ဟိုပြီးခဲ့တဲ့ရက်ကပဲဆရာတစ်ပါးနဲ့ပြောဆရာကြီးကျွန်တော်တို့မချုပ်နိုင်တော့ကိုမချုပ်တီးနိုင်တာတွေအများကြီးရှိကိုချုပ်တီးဖို့မကြိုးစားပါနဲ့ခင်ဗျဘယ်တော့မှမချုပ်တီးနိုင်ချုပ်တီးနိုင်ခဲ့ရင်တရားကျင့်တဲ့သူတွေဖျားထိုင်ရောက်ပြီပေါ့ချုပ်တီးနိုင်သလားမချုပ်တီးနိုင်ဒါဆိုဘယ်လိုလုပ်ရမလဲလို့သူကပြောတယ်ဒါဆိုရင်ဘာလို့လွယ်လွယ်လေးပဲခင်ဗျဖျားနောက်ကိုလုံးလိုက်ပါဖျားနောက်ကိုလုံးလိုက်တဲ့သူဟာဘာကိုညှင်းပယ်ပြီးသားလဲခုနကဇာတိပဂရိနဲ့ဇာတိပဂရိလိုအင်ဆန္ဒတွေကိုဘာလို့ပြီးသားလဲညှင်းပယ်ပြီးသားဖြစ်သွားတယ်ဆိုဖျားနောက်ကိုလုံးလိုက်ဆိုတာဥပမာယောက်ျားတို့သင်ဤမိန်းမကိုချစ်ဖျားသခင်ရဲ့အလိုတော်ကပြတဲ့လမ်းကယောက်ျားတိုင်းဘယ်သူကိုချစ်ခိုင်းလဲသူ့မိန်းမကိုပဲတစ်ချိန်လုံးဆွဲလန်းနေချစ်နေတဲ့ယောက်ျားဟာတခြားမိန်းမကိုချစ်အောင်မလားဒါဆိုရင်ဘာကိုပယ်ပြီးသားလဲသူ့မယားကိုပြစ်မှားခြင်းအမှုကိုဘာအဖြစ်ပယ်ပြီးသားလဲဘသူကိုချစ်တာလဲသူ့ကိုချစ်ဖယားကသူ့မိန်းမကိုချစ်ခိုင်းတဲ့အနောက်ကိုသာယောက်ျားဟာတန်တမတ်လိုက်စမ်းမှာတခြားမိန်းမကိုချစ်เสียအကြောင်းဟာပေါ်ထွန်းမလားပေါ်ထွန်းတော့လွဲနေတော့ကျွန်တော်တို့မှခက်နေကြတာခက်တာတော့နှမျိုးရှိတာပေါ့တင်ပေးတဲ့သူကလည်းရှင်းအောင်မတင်ပေးတာလည်းဖြစ်နိုင်တယ်ဘလောက်ပဲတင်ပေးမတတ်တဲ့အဖွဲ့တွေကလည်းရှင်းနိုင်တာ哦
စာတန်ကဘာလုပ်ထားလဲသူတို့မျက်စိတွေနားတွေကိုကွယ်ထားလို့လေအဲ့လိုပြောတဲ့အခါသူတို့ရဲ့ဉာဏ်ကိုပြောတာမဟုတ်ဘူးလောကမှာဘလောက်ပဲပညာပါလောကီပညာအားနေနေဖျားနှုတ်တော်ထွက်စကားကိုစေတနာစိတ်သာရှိပါစေမလိုက်နိုင်တဲ့သူတယောက်မှမရှိဘူးစာတလုံးမှမတက်လဲဖျားသခင်ရဲ့တရားတော်နောက်ကိုမှီအောင်လိုက်နိုင်သလားစေတနာစိတ်သာမှန်ပါစေဖျားနဲ့ပတ်သက်ဒါကြောင့်ကျွန်တော်ဖျားနဲ့နီးဖို့ရန်အတွက်ကြောင်းတက်ရအောင်မယ်မဟုတ်ပါဘူးတက်ရင်တော့ပိုကောင်းတာပေါ့ဒါပေမဲ့အဲ့ဒါကလည်းမထိန်တက်ရင်ဘာဖြစ်သွားတာလဲဘွဲတွေများလာလေဘာဖြစ်လေပဲလဲရုပ်မာလေပဲနော်တတိထားအဲ့ဒါကျွန်တော်ကိုယ်တိုင်လည်းတတိထားတယ်ဘာကြောင့်လဲကျွန်တော်ကိုယ်တိုင်လည်းတက်တယ်လေလာတယ်လေပညာပြည့်စုံလာရင်သူများကိုထင်သေးတဲ့စိတ်ကအလိုလိုနေဘာဖြစ်လဲဖြစ်တတ်တယ်နော်ဒါကြောင့်ကဘာပေါ်မှာလူယုံမာတွေကဆင်းရဲသားတွေများသလားလူချမ်းသာတွေများသလားအေးပညာရတော့အားရအောင်ကျွန်တော်မြောက်ပေးတာမဟုတ်ဘူးဒါပေမဲ့အနေအကျဉ်းတော့ရှိတတ်တယ်တကယ်စိတ်နှလုံးနဲ့ပြည့်စုံတဲ့လူချမ်းသာလူပညာတတ်တွေအများနိုင်ငံတိုင်းလူမျိုးတိုင်းမှာအနေလေးတော့ရှိတတ်လားဒါပေမဲ့တစ်မျိုးလုံးတော့ရှိတတ်လားတစ်မျိုးလုံးအကုန်ကောင်းတယ်ဆိုတဲ့အမျိုးရှိသလားမရှိပါဘူးဒါကြောင့်တိတ်ဝါမကြွားပါနဲ့ငါတို့ကပိုငါတို့တောင်ပိုင်းကပိုကောင်းတယ်ငါတို့မြန်မာမလုပ်ပါနဲ့တောင်ပိုင်းမြောက်ပိုင်းအတူတူပဲခုမြန်မာနိုင်ငံကိုတော့တောင်မြန်မာမြောက်မြန်မာခေါ်တယ်နော်မြန်မာနိုင်ငံကတောင်မြန်မာမြောက်မြန်မာခေါ်ရမှာမဟုတ်ဘူးဘယ်လိုခေါ်ရမှာလဲသိလားမပြောတော့ပါဘူးမကောင်းဘူးမြန်မာနိုင်ငံကအစိတ်မွားမွားဖြစ်သွားပြီဘယ်တော့မှပြန်စီးဖို့မလွယ်တော့ဘာကြောင့်လဲသိလား foundation အိမ်တစ်လုံးဟာ foundation ပြည့်ရင်ကုန်ပြတ်တယ် foundation ကိုပြန်တည်ဆောက်နိုင်မှာပါဖြစ်လဲပြန်ခိုင်ခန့်မှာခုမြန်မာနိုင်ငံကဘာပြတ်တာလဲ foundation ပြတ်တာ foundation ပြတ်တာခုအမေရိကန်လည်းဘာပြတ်ပြီလဲ foundation အမေရိကန်နိုင်ငံကြီးရဲ့ foundation ကဘာလဲကျွန်တော်တို့ဒေါ်လာတွေသုံးတယ်ဒေါ်လာမှာဘယ်လိုရေးထားတာလဲ in God we trust အမေရိကန်နိုင်ငံရဲ့ foundation ကဘာနဲ့စားတာဖျားနဲ့စားအဲ့ဒီဖျားကိုအခုဘာလုပ်ဖို့လုပ်တာလဲအမေရိကန်ကပယ်ဖို့လုပ်တာ foundation ကိုဖျက်ရင်ဘာဖြစ်မလဲအကုန်ပြတ်မယ်ကျွန်တော်ပြောတာနားလည်ကြရတယ်အဲ့တော့ foundation မခိုင်မြန်မာပြည်ကြီးငြိမ်းချမ်းဖို့အမေရိကန်ကြီးကဘာကြီးတင့်မိသားစုတော်ငြိမ်းချမ်းအောင်ရင်လို့အဲ့ဒါဘယ်သူနဲ့တည်ဆောက်အောင်ပါလဲဖခင်ကောင်းကင်နိုင်ငံတော်မှာငြိမ်းချမ်းတဲ့သူတိုင်းဝင်စားမယ်ဘာကြောင့်လဲ foundation ကဘယ်သူလဲဖခင်ဖြစ်နေလို့လေနားလေကြရဲ့လားကဲကောင်းပြီဒါဆိုရင်ခုနကကမ္ဘာဦးချမ်းမှာပြန်သွားရအောင်မင်းကိုကြိတ်လိုက်မယ်အဲ့ဒါနဲ့ကြည့်အငယ်26sorry 16မိမကိုလည်းတင်းနိုင်ကိုဝင်ဆောင်ခြင်းဝေဒနာကိုငါအလွန်များပြားစေရမည်ဒါကြောင့်မိမတွေကိုဝင်ဆောင်တာ easy ပါပဲဆိုတာရှိသလား easy ပဲဆိုတဲ့မိမရှိသလားခလေးမွေးတာမရှိပါဘူးနားသလားနားတယ်တချို့ဆိုခွဲတော့ခွဲရတယ်တားမွေးဖွာခြင်းအမှုဒါကြောင့်မိမတွေတားဖွာလို့နာတဲ့အမှုကိုကြည်ခြင်းအဖြစ်ဖယားသခင်ရှိကြောင်းထင်ရှားတယ်ယုံကျင်တဲ့သူအတွက်မယုံကျင်တဲ့သူကတော့ဒါတဘာဝပဲလို့ဦးမှာဟုတ်တယ်မလားမယုံကျင်တဲ့သူကတော့ဘာပဲပြောမယုံဘူးနော်တဘောချနော်ယုံတဲ့သူကတော့ဘသူလာပြောယုံပြန်တယ်ဖယားစကားသာမယုံတာကျွန်တော်တို့သင်တော်လဲကြားသမျှစကားအကုန်ယုံပြီးဖယားစကားမယုံတာတော့မဖြစ်စေနဲ့နော်ဒီနေ့ကျွန်တော်အခုဟောပြောနေတဲ့အခုကျွန်တော်တို့ဖတ်ရနေတဲ့နှုတ်ကပတ်တော်တွေဟာအတိကဘာဖြစ်ဖို့လဲယုံဖို့ပါယုံကြည်တဲ့သူကိုမှတ်မိနိုင်သောဉာဏ်ပညာဖယားပေးတယ်နော်အလွတ်ကျက်ဖို့မကြိုးစားနဲ့အလွတ်ကျက်တာကတင့်အုံထောင်းနဲ့တင်မှတ်မိဖို့ဘာလို့လဲကြိုးစားတာ
ယုံကြည်၍စင်ကြယ်နှလုံးသွင်းတဲ့သူကထာဝရမှတ်မိလိမ့်မယ်အဲ့ဒါနဲ့ဆက်ဖတ်ရင်ကြည့်ပင်ပန်းစွာဝေဒနာခံ၍သားဖွာရမည်ကိုခင်ဘိုးကြီးအလိုတို့လိုက်၍သူ၏အုပ်ဆိုးခြင်းကိုလည်းခံရမည်ဟုမိန့်တော့ဒါကြောင့်မိန်းမတွေယောက်ျားရဲ့အုပ်ဆိုးခြင်းကိုဝန်ခံရတာဘာခံထားရတာလဲဒီနေ့ကျွန်တော်ခေါင်းစရာပါလဲဒါကြောင့်မိန်းမတို့ယောက်ျားရဲ့အုပ်ဆိုးခြင်းကိုဝန်ခံကြလို့ဆိုတာအဲ့ဒါဘာလုပ်ထားတာလဲစီရင်ချက်ချတာမင်းထောင်အနှစ်20မထောင်ဆိုရင်ပိုခံရမှာထွက်ပြေးလို့ရသလားမရဒါကြောင့်မိန်းမတွေယောက်ျားရဲ့အလိုတို့လိုက်ပြီးတော့အုပ်ဆိုးခြင်းဝန်ခံရတာဟာတရားစီရင်ချက်နဲ့ဆိုင်တယ်ဖခင်ရဲ့နှုတ်တော်ထွက်စကားဖြစ်တယ်ကြိုက်ကြမကြိုက်ကြဟာခရိယန်တွေကမိန်းမကိုနှိမ်တယ်မနှိမ်ပါဘူးဒါပေမဲ့တရားစီရင်ခြင်းကထို့သို့ဖြစ်တယ်မိန်းမတွေအပြစ်လုပ်တာကိုဘယ်သူကတာဝန်ယူရတယ်လဲယောက်ျားကဒါကြောင့်ကျမ်းစာထဲမှာတယောက်တော်သူသည်ပြစ်မှားသောအဖြစ်လို့ပြောတဲ့အခါမှာအေဝကိုပြောတာလားအာဒံကိုပြောတာလားအာဒံလားအေဝလားအာဒံမိန်းမလှုပ်လိုက်တဲ့အမှုကိုဘယ်သူကတာဝန်ယူရတာလဲယောက်ျားကတာဝန်ယူရတာသဘောကျရဲ့လားအဲ့ဒါကိုဒီမှာရှင်းပြထားတယ်ယောက်ျားကိုလည်းမိန်းမကိုလည်းစီရင်လိုက်တယ်အိမ်ထောင်တစ်ခုမှာလင်းနဲ့မယား2ယောက်ပဲရှိတယ်လေမိန်းမအဖြစ်တစ်ခုလှုပ်လိုက်တဲ့အခါမှာမိန်းမလည်းအစီရင်ခံရတယ်ယောက်ျားလည်းကြည့်ယောက်ျားကိုလည်းထိုပင်အသီးကိုမစားရဟုငါပြည့်ညက်တော်လေတင်းသည်ဘယ်သူစကားကိုနားထောင်နေတယ်လေအေးဒါကြောင့်ယောက်ျားတွေကလည်းတစ်ခါတည်းရမှာဖျားစကားတဲ့ဘယ်သူစကားပူနားထောင်တယ်လဲမယားစကားနော်အဲ့ဒီချိန်မှာငါအိမ်ကလူကတော့အဲ့လိုမဟုတ်ပါဘူးလို့ထင်တယ်နော်အေးမယားစကားကိုနားထောင်နေအဲ့မယားစကားကိုနားထောင်ရေးစားမိတော့ကြောင့်ဒါကြောင့်ယောက်ျားဟာအဲ့ဒီအစာကိုဘာကြောင့်စားမိတာလဲဒါကြောင့်အိမ်မှာဘသူကပဲထမင်းဟင်းချက်တာလဲအဲ့ဒီမိန်းမချက်တာကိုယောက်ျားကအကုန်စားတယ်နော်ကောင်းရတာနဲ့မယားကြီးစကားကိုနားထောင်ရင်စားမိတော့ကြောင့်မြေဒီသင့်အတွက်ကြိမ်ချင်းခံတယ်လူယောက်ျားအတွက်ကြတော့ဘသူကတာဝန်ယူရပြန်လဲမြေကြီးဒါကြောင့်ဒီအခုကျွန်တော်တို့နင်းနေတဲ့မြေကြီးဟာယုံနေဆိုရင်လူတွေရဲ့အပြစ်ကြောင့်သူဘာလို့လဲခံရတယ်ကြိမ်ချင်းခံရကြိမ်ချင်းခံလည်းရှိမြေအသီးကိုတစ်သလုံးပင်ပန်းစွာစားရမည်ဒါကြောင့်လူဟာပင်ပန်းခြင်းဟာဘယ်အစားလဲအခုမှလားဟာငါတို့ပင်ပန်းလဲအခုမှမဟုတ်ဘူးထွက်ပြေးလို့ကိုမရဘူးတရားစီရင်ခြင်းဆိုတာအဲ့ဒါပဲနားလည်စေချင်တာဖျားစီရင်လိုက်တဲ့စကားရဲ့နောက်မှာမင်းထွက်ပြေးလို့မရဘူးနော်တားစင်မြေးဆက်ပဲလောကမှာငါလူဖြစ်လာငါမပင်ပန်းခြင်းဘူးဆိုတဲ့သူတယောက်မှာငါပင်ပန်းခြင်းနဲ့လွတ်ရအရက်မှနေမှာမရှိဘူးအစာစားတာရောပင်ပန်းသလားအခုထိုင်တာရောမပင်ပန်းဘူးလားပင်ပန်းတယ်နော်တတိမထားလိုက်လို့ကျွန်တော်မစင်ကျင်လိုက်လို့ဒါမတွေ့တာအခုမြန်မာနိုင်ငံမှာစာရေးကဘာအရမှာဖြစ်နေတဲ့အမှုတွေကိုကြည့်လိုက်ကျွန်တော်တို့စင်ကျင်စရာကောင်းသလားကောင်းတယ်ခေတ်အဆက်ဆက်ဘိုးဘေးတွေတိဆောက်ခဲ့တဲ့အဆောက်အအုံတွေချမ်းသာကြွယ်ဝမှုတွေအားလုံးတချို့ဆိုမြေကြီးကဘာဖြစ်သွားတာလဲရွေ့သွားတာနော်သူတို့စိုက်ထားတဲ့အပင်ဟာသူများခြံထဲရောက်သွားတယ်နော်သဘောကျမလားအဲ့ဒါပြန်ယူလို့ရအောင်မလားမရတော့ဒါကြောင့်ကိုရှာတာကိုမပါဘူးနော်အခုကျွန်တော်တို့ဝယ်နေတဲ့အိမ်ကကျွန်တော်တို့ပိုင်မယ်ထင်သလားကျွန်တော်တို့အဖိုးတွေအဖွားတွေကျွန်တော်တို့အဖေတွေအမေတွေရောအိမ်မရှိခဲ့ဘူးလားသူတို့အဲ့အတွက်ပတ်စံမပေးခဲ့ဘူးလားပေးခဲ့ကြတယ်သူတို့အိမ်ဖိုးလေဒါပေမဲ့တင်လို့ရသလားဒါကြောင့်ငါတို့သားသမီးတွေအတွက်ဒီအိမ်လေးတော့လက်ဆောင်ပေးခဲ့တော့မစင်စားနဲ့တကယ်လက်တွေ့မကြဘူးနော်သူများဖို့ပဲဘယ်သူလဲသာမသိတာအခုကျွန်တော်တို့နေတဲ့အိမ်တောင်မှကျွန်တော်တို့အရှိကဘယ်နှစ်ယောက်လောက်စတေးခဲ့တာလဲကျွန်တော်မသိဘူးသူတို့စောက်တော့ကတော့သူတို့နေဖို့လို့စောက်မှာသူတို့ဝယ်တော့ကတော့ငါတို့နေဖို့လို့ဝယ်မှာသူတို့ပြင်တော့ကတော့ငါတို့အိမ်ဆိုပြီးပြင်မှာဒါပေမဲ့နောက်ဆုံးမှဘယ်သူတွေလာတက်နေလဲကျွန်တော်တို့လာတက်နေတယ်
ကျွန်တော်အိမ်ပင်လင်ရင်လေကြည်ပါလားအဲ့ဒါနဲ့ကြည်ငယ်ဆက်ရှင်မှာစူးပင်အမျိုးမျိုးတို့ကိုလည်းတင့်အဖို့မြေပေါက်စေ၍စေမီလင်၌ဖြစ်သောဟင်းသီးဟင်းရွက်တို့ကိုတင်စားရမည်အသားမစားခိုင်းဘူးဘာစားခိုင်းတာလဲဟင်းသီးဟင်းရွက်တင်ထွက်ရမြေတို့မပြန်မီတိုင်အောင်တင်ဤမျက်နှာမှာချွေးထွက်လျက်အစာကိုစားရမည်ဒါကြောင့်အစထဲကကျွန်တော်တို့အစာစားတဲ့အခါစားတာပင်ပန်းသလားပင်ပန်းနေတော့အခုကျွန်တော်အစာမှားတာနဲ့ညအိတ်လို့မရတော့နော်အဲ့ဒါအခုမှဖြစ်တာလားငယ်ငယ်လေးတည်းငယ်ငယ်လေးတည်းကျွန်တော်တို့အဆက်အလွန်ကျွန်းစားရင်ထမင်းဝါစားပြီးအိတ်တယ်ဆိုရင်ကျွန်တော်တို့အိတ်မရခဲ့တဲ့နေ့တွေအများကြီးပဲနော်ကဲကောင်းပြီအဲ့ဒါတွေအားလုံးထွက်ပြေးလို့ရသလားမရဘူးပြီးတော့မှကြည့်အကြောင်းမူကားသင်သည်မြေမှုန့်ဖြစ်၍မြေမှုန့်သို့ပြန်ရမည်ဒါကြောင့်လူတွေအားလုံးအဲ့ဒီအမှုဟာရောထွက်ပြေးနိုင်သလားပြေးနိုင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဟာမြေမှုန့်ထဲကိုမလုပ်ရမလဲပြန်ရမယ်20မှာထိုအခါလူသည်မယားမိမိမယားကိုအေဝအမည်ဖြင့်မှဲ့လေဒါကြောင့်အေဝဆိုတဲ့နာမည်ဟာအပြစ်မရှိခင်မှာပေးတာလားအပြစ်လုပ်ပြီးမှလားနာမည်ပေးတာအပြစ်လုပ်ပြီးမှဘာကြောင့်လဲဆိုတော့အသက်ရှင်သောသူအပေါင်းတို့၏အမိဖြစ်သည်ဒါကြောင့်အေဝရဲ့အတိတ်ပဲကအသက်ရှင်သောသူအပေါင်းတို့၏အမိဒါကြောင့်လူဟာတယောက်နဲ့တယောက်နာမည်ပေးတဲ့နေရာအရန်တော်သလားတော်တယ်ပုတ်ဆုံမတို့ဟုတ်တယ်မလားနောက်လေစက်ရုံထဲမှာနာမည်ပေးတာတွေရှိတယ်ကျွန်တော်ကြားတယ်နော်တချို့နာမည်ပေးထားတာတွေကျွန်တော်ကြားတယ်နော်ပြောတော့ပါဦးခင်ဗျားတို့သိဆုံးပါခင်ဗျားတို့တခါတလေချစ်ရင်တော့သူ့နာမည်အရင်နဲ့ခေါ်တယ်မိုးရင်တော့သူ့နာမည်ခင်ဗျားတို့ပေးထားတဲ့နာမည်နဲ့ခေါ်တယ်နော်ဟုတ်တယ်မလားရှိတတ်တယ်လို့21မှာကြည့်ထာဝရအရှင်ဘုရားသခင်သည်လည်းလူလင်မယားဖို့တရေဖြင့်ဝတ်လုံကိုလှုပ်၍ဝတ်ချုံစေတော်မူ၏အပြစ်လုပ်ပေမဲ့ဘုရားကညှာတာတဲ့ဘုရားတနာတတ်တဲ့ဘုရားအပြစ်လုပ်တဲ့သူကိုဖေးမှာ encouragement လုပ်တယ်20နှစ်မှာထာဝရအရှင်ဘုရားသခင်ကလည်းလူသည်ငါတို့တွင်တပါးပါးကဲ့သို့ဖြစ်၍ကောင်းမကောင်းသိတတ်၏လူဟာအပြစ်လုပ်လိုက်တဲ့အချိန်မှာဖယားမမြင်စေချင်တာတွေရောမြင်စေချင်တာတွေရောဘာလို့လဲမြင်သွားပြီယခုမှသူသည်ထာဝရအသက်ကိုယာခြင်းကလက်ကိုဆန့်လျက်အသက်ပင်ဤအသီးကိုယူ၍မစားသင့်ဒါကြောင့်အသက်ဟာဘာနဲ့ဆိုင်လဲအသက်ဟာဘာနဲ့ဆိုင်လဲအစာနဲ့ဆိုင်တယ်သဘောကျလားဒီမှာကျွန်တော်ပြန်ပြောမယ်သူသည်ထာဝရအသက်ကိုယာခြင်းဟာလက်ကိုဆန့်၍ဘာမလုပ်သင့်ဘူးလဲအသက်ပင်အသီးကိုယူ၍မစားသင့်ဒါကြောင့်ထာဝရအသက်ဟာဘာနဲ့ဆိုင်လဲစားတဲ့အစာနဲ့ဆိုင်ဒါကြောင့်ခရစ်တော်ကကျွန်တော်တို့ကိုဘာလုပ်ခိုင်းလဲသူ့ကိုဘာလုပ်ခိုင်းလဲစားခိုင်းတယ်လေကျွန်တော်တို့မနှက်ဖန်ယူမဲ့ပွဲတော်ဟာဘယ်သူကိုစားတာလဲရည်မှတ်၍စားရမှာဟုတ်လားခရစ်တော်ရဲ့အသွေးတော်အသားတော်ကိုကျွန်တော်တို့စားရမှာဟုတ်လားတဘောပေါက်ရဲ့လားကြည့်အဲ့ဒါနဲ့ကြည့်ဘာကြောင့်ကဲဒီနေရာမှာလဲကျွန်တော်နည်းနည်း trick question လေးမေးမယ်ဘာကြောင့်လူဟာအဖြစ်လုပ်ပြီးတဲ့အခါမှာအသက်ပင်ရဲ့အသီးကိုယူ၍မစားသင့်တော့တာလဲတကယ်လို့အသက်ပင်ရဲ့အသီးကိုယူ၍စားခွင့်သာဖခင်ကပေးထားအောင်မယ်ဆိုရင်လူဟာထာဝရအသက်ရှိနေလိမ့်မယ်ဒါပေမဲ့ဘာနဲ့ရှိနေမှာလဲအပြစ်နဲ့ပြည့်နေဒါဆိုရင်လောကကြီးကဘလောက်ဒုစရိုက်မှုတွေနဲ့ပြည့်နေမလဲစဉ်းစားကြည့်ပြီတော့အပြစ်နဲ့ပြည့်နေတဲ့ထာဝရအသက်လိုချင်သလားဒါကြောင့်ထာဝရအသက်ရခြင်းမှာအပြစ်နဲ့ကင်းတဲ့ထာဝရအသက်ရခြင်းနဲ့အပြစ်အတွက်ဒဏ်ခံရတဲ့ဒုတိယသေခြင်းဒီနှစ်ခုပဲရှိတယ်ပြီးတော့မှဆက်ဖတ်ရင်လူသည်မိမိထွက်သောမြေ၌လုပ်ရမည်အကြောင်းထာဝရအရှင်ဘုရားသခင်သည်အေဒင်ဥယျာဉ်ထဲကမောင်းထုတ်လိုက်တယ်ဒါကြောင့်လူတွေဟာအဲ့ဒီနေ့ကစပြီးဘာလုပ်ရတော့တာလဲအလုံးလုပ်ရတော့တာဒါကြောင့်အလုပ်အခုကျွန်တော်တို့နေ့စဉ်အလုပ်သွားနေတာလဲဘုရားသခင်ရဲ့ဘာကိုခံရတာလဲတရားစီရင်ခြင်းပါပဲမြင်တတ်ရင်ပြောတာနော်မယုံဘူးမမြင်ဘူးဆိုရင်တော့ဘာတွေပြောနေတာလဲကွာဆရာကပြောလိုက်မယ်တ
ကျွန်တော်နေ့စဉ်အလုပ်လုပ်နေရတာမြေမှာလုံနေရသမျှမြေကြီးပေါ်မှာနေတွေအလုပ်လုပ်နေရတာဘာနဲ့ဆိုင်လဲတရားစီရင်ခြင်းမလုံဖဲနဲ့တင်ရက်လိုက်တာနဲ့တင်ပေါ်ရလဲဘာဖြစ်လဲသွားပြီသာရရှင်ဘုရားသခင်ဒီအေရင်ဥယျာဉ်ထဲကနေဘာလုပ်လဲမောင်းထုတ်လိုက်အဲ့ဒါပါလဲတရားစီရင်ခြင်းထို့သောလူကိုနှင်ထုတ်ပြီးလျင်အသက်ပင်လမ်းကိုစောင့်ရှောက်စေခြင်းကမိဆက်လက်နဲ့တကွာခေရုဗိမ်တို့ကိုဥယျာဉ်အရှိဘက်၌ထားတော်မူ၏ဖယားဝှက်ပလိုက်တယ်အဲ့ဒီဥယျာဉ်ကြီးကိုအေရင်ဥယျာဉ်ကြီးကိုဘယ်မှာဝှက်ပလိုက်လဲတချို့ကအဲ့အေရင်ဥယျာဉ်ကြီးကမြေကြီးမှာတဲ့မဟုတ်ဖယားအပိအပိုင်ပါလုပ်ပလိုက်လေဘယ်မှာသိမ့်ပလိုက်လဲကောင်းကင်မှာသိမ့်အဲ့ဒါယေရုရှလင်မြို့သစ်ဖြစ်မှာပဲတဘောပေါက်တယ်နော်ဖះသိမ့်ပလိုက်တယ်အဲ့ဒါသိမ့်လို့ရသလားရသလားဖះကမြေကြီးကအရာကိုကောင်းကင်မှာသိမ့်လို့ရသလားဘာနဲ့ထင်ဘာဘယ်လိုသိနိုင်မလဲအခုကျွန်တော်တို့ကိုလည်းခြေဆောင်ခြင်းလာရင်ကျွန်တော်တို့ကတကယ်ဆိုရင်မြေကြီးကလူသားတွေမဟုတ်ဘူးလားဒါပေမဲ့ဘယ်မှာသိမ့်ပါလဲခြေဆောင်ခြင်းဆိုတာကျွန်တော်တို့ကိုဘယ်မှာခေါ်သိမ့်ပလိုက်မှာလဲကောင်းကင်မှာလေတဘောကြရနော်အေလိယကိုလည်းအဲ့လိုသိမ့်ဘူးသလားသိမ့်ဘူးတယ်အေနောက်ကိုလည်းအဲ့လိုသိမ့်ဘူးသလားသိမ့်ဘူးတယ်ဒါကြောင့်ဖျားသိမ့်ဘူးတယ်အဲ့လိုပဲမြေကောင်းကင်ကအရာကိုလည်းမြေကြီးမှာဖျားလာလုံးတတ်သလားဘာအဖြစ်ထင်ရှားလဲယေရှုခရစ်တော်အဖြစ်ထင်ရှားတဲတော်ဟာမြေကြီးကတံကိုsorry ကောင်းကင်ကတံကိုဘယ်မှာလာဆောက်ခိုင်းတာလဲမြေကြီးမှာလာဆောက်ခိုင်းအကုန်လုံးတော့ကျွန်တော်တို့နားမလည်နိုင်ဘူးပေါ့ကွာဒါပေမဲ့သိနိုင်တယ်မြင်နိုင်တယ်ဒါကြောင့်မြေကြီးပေါ်မှာအေရင်ဥယျာဉ်ဆိုတာမရှိတော့တချို့ကကဘာမြေကြီးအောက်မှာတို့ပါတို့ဒီမြေကြီးပေါ်မှာဘာကြောင့်လဲဒီမြေတစ်ပြင်လုံးကဘာလို့ချင်းခံလိုက်ရပြီလဲကြိမ်ချင်းခံဒါကြောင့်ဖျားသခင်နဲ့သက်ဆိုင်တဲ့အရာတွေအားလုံးဟာမရှိတော့ဘယ်ကိုယူသွားလဲဘယ်မှာဖွက်လိုက်လဲကောင်းဒါကြောင့်တနည်းအားမှာဆိုရင်ကောင်းကင်ကနေပြီးတော့မှယေရုရှလင်မြို့သစ်ဆင်းလာတာကိုငါမြင်တယ်လို့ကျမ်းစာလာတယ်မဟုတ်လားနားလေကြနော်ဒါကလူတွေအပေါ်မှာဖျားသခင်ပါလုပ်လိုက်တာလေတရားစီရင်ပလိုက်တာပထမအဆုံးသောတရားစီရင်ခြင်းပြီးခဲ့ပြီလားဖြစ်နေတော့လားပြီးခဲ့ပြီအဲ့ဒါကိုကြည်ချင်းအဖြစ်ကျွန်တော်တို့မှာဆင်ခြင်စရာရှိသလားရှိတယ်ကျွန်တော်တို့ဇနီးမောင်နှံတွေကြားတဲ့လင်ရောမယာရောဒီနေ့ကျွန်တော်တို့ကဖျားသားသမီးဖြစ်သွားတဲ့ new creation လူမီဒီကခရစ်တော်၌ရှိလျင်အသက်ဖြစ်ကြတယ်မဟုတ်လားအသက်ဖြစ်ပြီးမှအဟောင်းကြီးကိုပြန်လုပ်တာကောင်းသလားမကောင်းဘူးသဘောကျကြရနော်ဒါကြောင့်ဒီနေ့ဒီတရားစီရင်ခြင်းအပြင်စင်ကြယ်နှလုံးသွင်းအောင်နောက်တစ်ပတ်မှာနောက်ထပ်အရာတွေကိုလည်းကျွန်တော်တို့လိုက်ကြရအောင်နော်ဒီလောက်နဲ့အဆုံးသတ်ရအောင်အရောက်တိုင်းပေါ်မှာဘုရားရှင်အသက်ဖန်ကောင်းချီးပေးပါစေဒါဆိုရင်